ဆွဲနာဘဲရဲ့အောင်ပွဲသို့မဟုတ်ယုံနဲ့လိတ်သည်စိတ်ရှည်ဆွဲကောင်းတဲ့ဇက်ကောင်ဖြစ်ပါဝင်ပြီးယုံသည်မြောက်ကြွနဲ့မောက်မာတတ်သောဇက်ကောင်ဖြစ်ပါဝင်သည်မြေခွေးသည်ပြိုင်ပွဲတာဝန်ခံတဲ့တရားသူကြီးအဖြစ်တာဝန်ယူထားသည်အခန်းတစ်ပြိုင်ပွဲဖြစ်ပေါ်လာပုံဟိုးအရင်တုန်းကလှပတဲ့တစ်တော်တစ်ခုမှာတိရစ္ဆာန်လေးတွေအတူရှင်တွဲနေထိုင်ကြပါတယ်ဒီထဲမှာယုံကတစ်နေ့တခြားမောက်မာလာပါတယ်ယုံကလိတ်ကိုကြည့်ပြီးလှောင်ပြောင်လိုက်ပါတယ်ဟေ့လိတ်မင်းကြည့်ရတာဘလောက်နေလိုက်တာငါတော့မင်းကိုတစ်စက္ကန့်အတွင်းကြော်ပြေးနိုင်တယ်စသဖြင့်အမြဲတမ်းလိုမထိတထိလာပြောပါသည်ထိုအခါလိတ်ကစိတ်ရှည်စွာနဲ့ခေါင်းမော့ပြီးဟုတ်ပါတယ်ယုံရမင်းကအယမ်းမြန်တယ်ဒါပေမဲ့ငါလဲငါအတိုင်းထွာနဲ့ငါစူးစမ်းနေတာပါပဲယုံကနှာခေါင်းရှုံပြီးဟင်စူးစမ်းတာနဲ့ပဲဘာဖြစ်မှလဲပြိုင်ကြည့်မလားတစ်ပင်ကြီးထိပြိုင်မယ်ငါအနိုင်ရမှာအသေးချပဲလိတ်ကကောင်းပါပြီငါလက်ခံပါတယ်ပြိုင်ကြရအောင်အခန်းနှစ်ပြိုင်ပွဲမြေခွေးရှိမှတရိษံအားလုံးစုယုံနေကြပါသည်မြေခွေးကကဲဒီတော့လိတ်နဲ့ယုံတို့ပြေးပြိုင်ပွဲကိုစတင်တော့မယ်ဒီလမ်းမကြီးအတိုင်းရှိကတစ်ပင်ကြီးထိပြေးရမယ်အစင်သင့်ဖြစ်ကြပါလားယုံကစိတ်အားထက်သန်စွာဖြင့်အစင်သင့်ပါပဲဒီပြိုင်ပွဲကငါအတွက်လွယ်လွယ်ကူကူပါပဲလိတ်ကတီတီငင်ငင်ဖြင့်အစင်သင့်ဖြစ်ပါပြီမြေခွေးကကဲ3နှစ်တဆပြေးယုံကဆွက်ကနဲ့ပြေးထွက်သွားပြီးလေပြန်ကြည့်ကဘယ်နေရာရောက်ပြီလဲလိတ်မင်းမြင်ရသေးလားဟီလိတ်ကတလန်းချင်းဇွဲမပြတ်သွားနေပြီဟုတ်တယ်ကဲငါဆက်သွားမယ်အခန်း3မောက်မာမှုနဲ့အိပ်ပျော်သွားသောယုံကခီးတဝက်မှာလမ်းခဏရက်ပြီးလဲနေပြီးယုံကတဟန်းဟန်းနဲ့ဟာလိတ်ကဒီအထိတောင်မရောက်သေးဘူးငါကတော့တဝက်ထက်ကျော်ရောက်နေပြီသူ့ကိုစောင့်ဖို့နည်းနည်းလေးအိတ်လိုက်မယ်ဘာမှမဖြစ်ပါဘူးသူရောက်လာရင်အသားလေးပြေးလိုက်ယုံပဲယုံကချက်ချင်းဟောက်တန်နဲ့အိပ်ပျော်သွားပါပြီအခန်းလေးဇွဲနာပဲနဲ့ဆက်လက်ခြေလမ်းများလိတ်ကနှေးကွေးစွာနဲ့ယုံအိတ်နေတဲ့နေရာကိုဖျက်သွားပါသည်လိတ်ကယုံကိုတွေ့ပြီးပြုံးလိုက်ပြီးယုံကပြိုင်ပွဲရဲ့ဖိအားကိုမခံနိုင်ဘူးထင်ရှားတဲ့ကောင်းပြီငါကတော့ငါခရီးကိုဆက်သွားမယ်ဘလောက်ပဲနှင်းရီမှန်းချက်ကိုတော့မျက်ချီမပြတ်ဘူးလိတ်ကမရက်မနာဆက်သွားနေပါသည်အခန်းကနောက်ဆုံးခြေလမ်းများယုံလက်နိုးလာပြီးလှုပ်ရှားဖြစ်သွားပြီးယုံကမျက်စိပွင့်ကြည့်ပြီးအားလုံးငြိမ်နေပါလားလက်ရောက်လာပြီလားလိတ်ကိုမမြင်ရတော့ဟဲ့သူပဲရောက်သွားလဲယုံကချက်ချင်းပြေးပြီးရှေ့သို့ကြည့်လိုက်တော့အခါခဝဝေးမှာလိတ်ကပန်းဝင်ဖို့ချင်းကပ်နေတာလမ်းမြင်လိုက်ရတဲ့အခါယုံကအံ့အားသင့်သွားပြီးမဖြစ်နိုင်ဘူးသူပန်းတိုင်နားရောက်နေပြီငါပြေးရမယ်ယုံကအပြင်းထန်ပြေးတော်လဲနောက်ကျသွားပြီးအခန်း6အောင်ပွဲခံလိတ်ကပန်းတိုင်ကိုပထမဆုံးထိပြီးတိရစ္ဆာန်များဝိုင်းပြီးအော်ဘောပေးလက်ခုပ်များတီးပြီးဂုဏ်ပြုကြပါသည်မြေခွေးကလိတ်ရဲ့လက်ကိုမြောက်ကပြိုင်ပွဲရဲ့အနိုင်ရှင်ကလိတ်ပါမင်းရဲ့ဆွဲနာဘဲကိုဂုဏ်ပြုပါတယ်ယုံကပင်ပန်းပြီးရှက်ကန်းဖြစ်ငါမယုံနိုင်ဘူးငါကပုံမြန်နေဆိုတာသိနေတာပဲလိတ်ကယုံကိုကျင်နာစွာပြောလိုက်ပုံကယုံရမင်းမြန်နေဆိုတာအမှန်ပါပဲဒါပေမဲ့အနိုင်ရဖို့ဆိုတာမြန်ယုံတင်မကဘူးဇွဲနာဘဲနဲ့စိတ်ရှည်မှုလည်းလိုအပ်တယ်မင်းကလန်ခီမှာရနာလိုက်တဲ့အခါငါကတော့ဆက်သွားနေခဲ့တယ်အဆုံးသတ်တရိษံအားလုံးလိတ်ကိုချီးကျူးနေကြပါသည်ဒါကြောင့်မို့လို့ကလေးတို့ရေမိမိကိုမြန်လာပြီးတော်လာပြီးထင်ပြီးဇွဲမရှိတဲ့အခါယုံလေးလိုအရှုံးနဲ့ရင်ဆိုင်ရနိုင်ပြီနေပေမဲ့ဇွဲရှိပြီးမိမိပန်းတိုင်ကိုတသွေးမတိန်တဖြည်းဖြည်းရွေ့သွားသောလိတ်ကနောက်ဆုံးမှာအောင်ပွဲခံနိုင်တဲ့ဆိုတဲ့သင်ခန်းစာကိုဒီပုံမြင်လေးကနေသိခဲ့ရမယ်လို့မျှော်လင့်ပါတယ်